ယမတိတဘာဝလိုင်းခုတဲ့ကိုစင်တာတဲ့ကလောမျိုးတောင်ကြီးဘက်အထွက်ကိုညာဘက်ထဲဝင်သွားတဲ့လမ်းကနေလာခဲ့တာယမတိလိုင်းခုတဲ့ဟောဒီထဲကတော့နှွေးသွားတယ်နှွေးတဲ့ကလေးရတယ်ဗောနော်ယမတိတဘာဝလိုက်အနွေးတဲ့ရနော်你们去找我了，年六的多，啊，年这个刚刚六的多的好的。你们这， ဟောမြင်တော့မထီဘူးဗောနော်就到今天那个尾巴松的，出来，都养好了这样的。